Messi ဖန်နေမင်္ဂလာပါကျွန်တော်တို့ Messi တဲ့အကွင်းလယ်ကစားသမားဖြစ်တဲ့ Rodri ကမင်းညပဲကကမ္ဘာဖလားမှာဒီခြေစွမ်းပြပြီးတော့အာဂျင်တီးနားကိုထပ်ထိုက်တန်နဲ့အနိုင်ရရှိပြီးတော့လက်ရှိဒီကနေ့မှာဆိုလို့ရှိရင်ဒီရွှေဘောလုံးစုရမယ့်နေရာမှာရေပန်းစားနေနေရာမှာဒါတစ်ပြေးလာတယ်ပေါ့နော် Rodri ကအဆင့်1နေရာမှာရှိနေပြီးတော့ရမဲကအဆင့်2နေရာမှာရှိနေတယ်ဟာရီကိန်းတို့ကအဆင့်3အမ်ဘပေတို့ကအဆင့်4ဒီလိုပဲကျန်တဲ့ကစားသမားတွေပေါ့နော် PSG ကစားသမားတော်တော်များများဒါအဆင့်လိုက်ပေါ့နော်1 to 10အဆင့်လိုက်ရက်တည်နေတယ်အဲ့တော့တစ်ပြင်းနေတဲ့ကစားသမားကတော့ဒီကျွန်တော်တို့ Man City တဲ့ကိုယ့်လက်ကစားသမားဖြစ်တဲ့ Rodri နဲ့ဒါရမဲကတော့အဆင့်1နဲ့2တချို့ကြတော့ပြောတာကတော့ဒါရမဲကအဆင့်1 Rodri ကအဆင့်2ဆိုပြီးဒါမျိုးအဆင့်လိုက်ရက်တည်နေကြလို့ပြောကြတယ်အဲ့တော့ရမဲကတော့ဒီကျွန်တော်ကမ္ဘာဖလားမှာဒီကျွန်တော်တို့တူးချင်းခြေစွမ်းပြမှုတွေမရှိသွားဘူးရိုထရီကတော့ဒါကျွန်တော်တို့တူးချင်းခြေစွမ်းပြမှုတွေရှိခဲ့တယ်ဒီကမ္ဘာဖလားဒီပြိုင်ပွဲတမိုင်းပြိုင်ပွဲတစ်လျှောက်မှာအကောင်းဆုံးကစားသမားစုလည်းရရှိခဲ့ပြီးတော့မိနစ်ကလည်းကျွန်တော်မန်စီးတင်းနဲ့အတူဒါအဖီဖလားတွေကာရာဘောင်ဖလားတွေရိုထရီကရရှိထားတာဖြစ်တယ်ရမဲရလည်းသူ့ရဲ့လီမှာဘာစီလိုနာနဲ့အတူဖလားတွေရရှိထားတာလည်းဖြစ်တယ်အဲ့တော့ဒါပေမဲ့ရမဲရတော့ဒီပြိုင်ပွဲမှာကျွန်တော်ရိုထရီလောက်တော့ခြေစွမ်းပြသွားနိုင်ခြင်းတော့မရှိဘူးဒါပေမဲ့လည်းအထိုက်လျော့သူကလည်းတောင်းပန်မှာခြေစွမ်းပြခဲ့တယ်ရိုထရီကတော့ပို့ပြီးတော့ဒါခြေစွမ်းပြမှုတွေရှိခဲ့တယ်ပေါ့ဗျာအဲ့တော့ကြောင့်မလို့ညီကိုဘယ်လိုထင်ကြလဲဒီရိုထရီနောက်ထပ်ရှစ်ဘောလုံးစုကိုကျွန်တော်မန်စီးတီးအသင်းကစားသမားဘဝရှိနေစဉ်ကာလမှာနောက်ထပ်ရှစ်ဘောလုံးစုကိုထပ်မံရရှိသွားမယ်လို့ညီကိုထင်ကြလားကျွန်တော်ကတော့ရရှိသွားမယ်လို့ယုံကြည်နေတယ်ရိုထရီကရှစ်ဘောလုံးစုကိုထပ်မံရရှိသွားကြလို့ရှိရင်ရိုထရီကဗျာကစားသမားတစ်လျှောက်မှာချန်ပီယံလိဂ်တွေလည်းရဖို့ပြီးယူရိုဖလားလည်းရပြီးပြီ Nation League လည်းရပြီးပြီပြီးတော့ Premier League လည်းရပြီးပြီဗျာအများကြီးပဲသူကမ္ဘာကလပ်ဖလားတွေရောအများကြီးရဖို့ပြီးပြီအဲ့တော့ပြည့်စုံတဲ့ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်ဒါမြင်တွေ့သွားတော့မှာပေါ့နော်ညီကိုတွေဘယ်လိုထင်ကြလဲရမဲပဲရောက်သွားမလားရိုထရီပဲရမလားတေချာတဲ့ဟာရီကိန်းတို့အမ်ဘပေတို့မဖြစ်နိုင်တော့ဗျာရမဲနဲ့ရိုထရီတွေတရားရမှာဗျာအဲ့တော့ဘယ်လိုထင်ကြလဲဘယ်သူရမယ်လို့ထင်လဲဘယ်သူကိုရစေချင်လဲကိုမှတ်မှာဝင်ရောက်ဆွေးနွေးကြကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်